နေစဉ်ဘဝရဲ့စိန်ခေါ်မှုတွေကိုကြော်လွှားပြီးရှေ့သို့ဆက်လက်လန်းချီနိုင်ဖို့စိတ်ဓာတ်ခွန်အားတွေဟာအလွန်ရေးကြီးပါတယ်။တခါတည်းမှာကျွန်ုပ်တို့ဟာအတိတ်ကအမားတွေဒါမှမဟုတ်အခက်အခဲတွေကြားမှာရပ်တန့်နေတော့ပေမဲ့လက်ရှိအချိန်ကနေစတင်ပြီးအကောင်းဆုံးကြိုးစားသွားမယ်ဆိုတဲ့စိတ်ပိုင်းဖြစ်မှုကသာအောင်မြင်မှုစီကိုပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။မတ်လ၄ရက်ကိုတော့အင်္ဂလိပ်ဘာသာစကားရဲ့ထူးခြားတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရရှေ့သူချီတက်ဆိုနေလို့တင်စားခေါ်ဆိုကြပါတယ်။ရက်စွဲဖြစ်တဲ့ March 4 ဟာရှေ့သူချီတက်ပါဆိုရဲအမိန့်ပေးတန်ဒါမှမဟုတ်တိုက်တွန်းတန်နဲ့အတန်ထွက်တူနေတာကြောင့်ဒီနေ့ကိုမိမိရဲ့ရည်မှန်းချက်တွေစီအားသက်လောင်းချီတက်တဲ့နေ့အဖြစ်သတ်မှတ်ခဲ့ကြတာပါ။ဒါဟာဘဝကိုတက်ကြွစွာနဲ့အာမန်အပြေးဖြတ်တန်းဖို့နှိုးဆော်လိုက်တဲ့နေ့လီတစ်နေ့ပါပဲ။ဒီနေ့ဟာတက်ကြွဖြတ်လက်ခြင်းရည်မှန်းချက်အသစ်များချမှတ်ခြင်းနဲ့ဇွဲလုံလက်ရှိခြင်းတို့ကိုအလေးပေးပါပဲ။ကိုယ့်ရဲ့အိမ်မက်တွေအတွက်ခြေလန်းတစ်တလန်းကိုဒီနေ့မှစတင်လိုက်ခြင်းကအနာဂတ်အတွက်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ထူးခြားချက်အနေနဲ့နေပညာနဲ့အမှုပညာလောကမှာလည်း2000ပြည့်နှစ်မတ်လ4ရက်နေ့ဟာကမ္ဘာကျော်ဂိမ်းဆက်ဖြစ်တဲ့ PlayStation 2ကိုဂျပန်နိုင်ငံမှာစတင်ရောင်းချခဲ့တဲ့နေ့ထီလို့ဖျော်ဖြေရေးသမိုင်းမှာအမတ်ရစရာနေ့ကျနေလဲထင်ပါရဲ့။တင်တော့ဒီနေ့မှာရှေ့ဆက်ချီတက်ဖို့အတွက်ဘယ်လိုရည်မှန်းချက်လေးတွေဒါမှမဟုတ်အားသက်လောင်မှုတွေပြုလုပ်ဖို့စဉ်းစားထားပါသလဲ။တင်းရဲ့စိတ်ကူးလေးတွေကိုမျှဝေပေးခဲ့ဦးနော်။